လေးတို့ရေမင်းတို့ပုံနားထောင်ကြညာလားဟဲ့ဟုတ်ကဲ့နားထောင်ကြပါလေအေးကောင်းပြီကွယ်ဒီလိုဆိုဦးမင်းတို့ကိုတိုးတိန်ကြီးဆိုတဲ့ပုံလေးတစ်ပုံပြောပြမယ်နားထောင်ကြနော်ဟုတ်ကဲ့တခါကတိုးတိန်တစ်ပါးတိုးများကိုထင်းကြောင်းလေတာဒီကဟာရဲ့မမျော်လင့်ပဲရှင်သေးကြီးရောက်လို့နာကြောက်စရာကြီးတိုးများကိုစားဖို့ရချုံွယ်မှာချောင်းလို့နေတာဘူဒိန်ကြီးမြင်တော့အခါအလုံးပဲစိတ်ဆိုးလာလန်ဒန်ကိုရွယ်ပြီးပြလိုက်တဲ့အခါရှင်သေးကြီးနဲ့ဖူးတဲ့ထီတာအောင်မဲ